နေ့ဒီချိန်မှာတော့ marketing ဟာ 7.0 ဆိုပြီးတော့ပြောင်းလဲလာပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဟာကိုအဓိကမလေ့လာခင်မှာ marketing ရဲ့ပြောင်းလဲလာပုံအစဉ်အကိုအရင်တစ်ဖန်ပြန်ပြီးတော့လေ့လာကြည့်လိုက်အောင် marketing 1.0 မှာဆိုရင်ကျွန်တော်တို့ product centric လို့ခေါ်တယ်product ကိုပဲအဓိက focus ထားတဲ့ marketing ကိုကျွန်တော်တို့တုံးပြခဲ့ကြတယ် 4P လို့ခေါ်တဲ့ framework လေးကနာမည်ကြီးဆုံးပဲပေါ့နော် product နဲ့ကျွန်တော်တို့ product ရဲ့ဈေးနှုန်းကိုပဲအာရုံစိုက်ရင်ရပြီပေါ့နော်ကျန်တဲ့ဟာတွေကိုကျွန်တော်တို့အာရုံစိုက်စရာမလိုကျွန်တော် Henry Ford ကပြောခဲ့လဲဆိုရင် तू ကအနက်ပဲထုတ်သူ့ရဲ့ကားကိုအနက်ပဲထုတ်အဖြူပဲထုတ်ဝယ်ကြမှာပဲပေါ့နော်ဆိုလိုတာကတော့ customer တွေဘာလိုချင်တယ် customer တွေဘာလိုအပ်တယ်ဆိုတော့ခရူးစိုက်စရာမလိုကိုယ့်ရဲ့ product ကို mass production အနေနဲ့များထုတ်နိုင်ဖို့ပဲဦးစားပေးရင်ရပြီပေါ့နော် marketing 2.0 မှာကြာတော့ကျွန်တော်အဲ့လိုမဟုတ်တော့ဘူးပေါ့နော် consumer centric လို့ခေါ်တဲ့ consumer တွေကိုအဓိကဂရုစိုက်ရမယ့်အနေအထားတစ်ခုရောက်လာပြီပေါ့နော် consumer တွေရဲ့ need and wants တွေပေါ့နော်ပြီးရင်သူတို့ဘာတွေလိုချင်တာလဲသူတို့လိုချင်တဲ့အရာတွေရောကို product မှာဘာတွေအားနည်းနေရမျိုးတွေရှိလဲပေါ့အဲ့ဒါတွေကိုအဓိကကျွန်တော်တို့က focus ထားပြီးတော့ consumer ကိုအဓိကအာရုံထားမယ့်အနေအထားတစ်ခုရောက်လာတယ်ပေါ့နော် marketing 3.0 ကိုကျွန်တော်တို့ value driven marketing လို့ခေါ်တယ်ပေါ့နော်အဲ့ဒီမှာကြတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ product ကိုယ့်ရဲ့ service ကတဘာဝပတ်ဝန်းကျင်နဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိအလေးနက်ထားလဲဆိုတဲ့အရာတွေကစကားပြောလာတယ်ပေါ့နော် marketing 3.0 မှာကြတော့ကျွန်တော်တို့ brand promise တွေ brand identity တွေ brand ရဲ့ purpose တွေပေါ့ marketing 4.0 ပါကျွန်တော်တို့ digital transformation ရဲ့အစပဲပေါ့နော်ကျွန်တော်တို့ယနေ့ခေတ်မှာတွင်တွင်ကြဲကြဲကိုသုံးနေကြပြီဖြစ်တဲ့ digital marketing တွေ Facebook marketing တွေ social media marketing တွေပေါ့စသဖြင့် media market တွေအများကြီး channel တွေအများကြီးတိုးပွားလာတဲ့အနေအထားတစ်ခုပဲပေါ့နော်ကျွန်တော်တို့ဒီ digital marketing မှာဆိုရင်အဓိကနာမည်ကြီးရာကကျွန်တော်တို့ 5A ပေါ့နော် customer သိအောင်လုပ်ရမယ်ပြီးရင် customer စိတ်ဝင်စားလာအောင်လုပ်ရမယ် customer ကိုယ့်ရဲ့ brand ကိုမီးမြန်းလာအောင်လုပ်ရမယ်ပြီးရင် customer ထောက်ခံလာအောင်လုပ်ရမယ်အစင်းစင်းပေါ့နော်ပုံစံတွေအများကြီးပြောင်းလဲလာတယ်ကျွန်တော် marketing 5.0 ကကြတော့ data driven marketing လို့ခေါ်ရဲပေါ့ကျွန်တော်တို့ဒီ social media တွေ marketing တွေ online marketing တွေတုံးနေုံနဲ့မရတော့ဘဲနဲ့ data ကိုအဓိကလုံနိုင်တဲ့လူ data ရှိတဲ့လူဟာကျွန်တော်ပို့ပြီးတော့တစ်ခေတ်ကိုရောက်လာမယ်ပေါ့နော် marketing 5.0 မှာဆိုရင်ကျွန်တော်တို့ Netflix ကလောက်လာဆိုရင်ကျွန်တော်တို့သူတို့စီမှာကျွန်တော်ရုပ်ရှင်ကြည့်တဲ့လူတွေရဲ့ data တွေကိုစုထားပြီးတော့ဗောနော်သူတို့ကြိုက်လေကြိုက်ထားရှိရဲ့ movie တွေကိုအဓိကတွက်ပြတဲ့ဟာမျိုးလေးလုပ်ပေးတယ်ဗောနော်အဲ့ဒါတော့ကျွန်တော်တို့ marketing 5.0 မှာအဓိကအရေးကြီးလာတဲ့ big data တွေရဲ့အသုံးဝင်မှုပဲဗောနော် marketing 6.0 မှာကြတော့ကျွန်တော် AI နေတွင်တွင်ကြဲကြဲသုံးလာကြပြီပေါ့နော်ကျွန်တော်ဒီနေ့မှာအသုံးပြုနေကြတယ် ChatGPT တို့ Cloud AI တို့ဘာလို့ပေါ့နော်အဲ့ဒီဟာတွေအများကြီးအသုံးဝင်လာပြီပြီးတော့ AR VR တွေလည်းတွင်တွင်ကြဲကြဲသုံးလာကြပြီပေါ့နော် immersive marketing လို့လည်းခေါ်ရပေါ့ကိုက product တစ်ခုကိုဝယ်ခြင်းနဲ့ဆိုရင်စိုင်းထိတွက်ကြည့်စရာမလိုပဲနဲ့ကိုယ့်ရဲ့အိမ်မှာနေပြီးတော့ပဲသူမရဲ့experience တွေကိုအများကြီးတိုးတက်လာအောင် AR VR system တွေနဲ့လုပ်ထားပေးတဲ့ပုံစံမျိုးတွေအများကြီးတွင်ကျလာရပေါ့နော်ကျွန်တော်ဒီနေ့မှာအသွင်တွင်ကျဖြစ်လာပြီဖြစ်တဲ့ marketing 7.0 ပေါ့နော် marketing 7.0 ရဲ့နှစ်သာရတော့ကျွန်တော်တို့ဒီ agentic AI နေပြီးတော့ generative AI နေပေါ့နော်စသဖြင့် AI ဘောင်းများစွာသုံးလာကြပြီပေါ့နော်ကျွန်တော်တို့ရဲ့လုပ်ငန်းနဲ့အတူတူကျွန်တော်တို့ AI နေကတွင်ကျသုံးလာကြပြီပေါ့နော်အဲ့ဒီမှာကြတော့ကျွန်တော်တို့ AR VR တွေလည်းအများကြီးတွင်ကျလာပြီပြီးတော့ဒီ agentic AI ဆိုပြီးတော့လူမပါဘဲနဲ့ပေါ့နော်ဝန်ထမ်းလည်းမလိုဘဲနဲ့ကျွန်တော်တို့ဒီ agentic တွေကိုကျွန်တော်ဝန်ထမ်းပုံစံမျိုးငှားရမ်းပြီးတော့မှကျွန်တော်တို့ရဲ့တနေ့တာလုပ်ငန်းတွေကိုလုပ်ငန်းဆောင်တာတွေကိုခိုင်းတဲ့ပုံစံမျိုးပေါ့နော်အဲ့အဆင့်တွေထိကျွန်တော်တို့ရောက်လာပြီပေါ့နော်ကျွန်တော်ဒီ predictive analysis လို့ခေါ်ရဲပေါ့နော် data တွေကိုသုံးပြီးတော့ customer တွေနောက်လိုချင်တဲ့နောက်2နှစ်နေနောက်3နှစ်နေ customer တွေလိုအပ်လာမယ့်အရာတွေ customer တွေလိုချင်လာမယ့်အရာတွေကိုကြိုတင်ခံမှန်းပြီးတော့ product ထုတ်တဲ့ level တစ်ခုကိုကျွန်တော်တို့ရောက်လာပြီပေါ့နော်အဲ့မှာ marketing 7.0 မှာကြတော့ကျွန်တော်တို့နောက်ပိုင်းကကျွန်တော်တို့ AI နေပဲအသုံးများလာတဲ့အပေါ်မှာလူတွေကတချို့အရာတွေပေါ့နော် AI နဲ့ဆက်ဆံပြောဆိုရတဲ့အရာတွေညှင်းငွေလာတာမျိုးတွေရှိရပေါ့နော်ကျွန်တော် marketing 7.0 မှာ mind centric marketing ဆိုပြီးတော့လူတွေရဲ့စိတ်ပိုင်းဆိုင်ရာကိုပိုနားလည်ဖို့လိုအပ်လာတဲ့အချက်တွေလည်းအဓိကပါလာတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ AI နေနဲ့ပဲလုပ်ငန်းတွေကတို့ရဲ့ computer တွေကလည်း AI နဲ့ပဲလုပ်တယ်။ကိုကလည်း AI နဲ့ပဲလုပ်တယ်။ AI အနေနဲ့ပဲအမြဲတမ်းထိတွေ့နေရတဲ့ consumer တွေအနေနဲ့ကနောက်ပိုင်းမှာကြတော့လူသားဆန်မှုတွေပိုလိုအပ်လာတယ်ပေါ့နော်။ကိုချင်းစာစိတ်တွေအဲ့ဒီဟာတွေအဓိကလိုအပ်လာတဲ့ပုံမှာကျွန်တော် AI နဲ့လုပ်တဲ့
automation တွေကို AI နဲ့လုပ်မယ်ပြီးတော့လူတွေကလည်းကျွန်တော်တို့ဒီဘက်ကနေပြီးတော့ပြန်ပြီးတော့မှ customer တွေနဲ့အထီးတွေ့လုပ်ဖို့အတွက်ပို့ပြီးလိုအပ်လာတယ်ပေါ့နော် AI တွေကိုတချို့အရာတွေကို AI နဲ့ခိုင်းပြီးတော့တချို့တော့လူတွေနဲ့ထီးတွေ့တဲ့အရာတွေပေါ့နော်ကျွန်တော်တို့ဒီ research လုပ်တဲ့အရာတွေကိုကြတော့ကျွန်တော်တို့ကိုယ်တိုင်လူတွေနေရာနေပြီးတော့ဝင်ခံစားပြီးတော့မှလုပ်ပေးတဲ့အားမျိုးတွေပေါ့နော်အဲ့ဒီဟာတွေကအဓိက marketing 7.0 ရဲ့အနှစ်သာရလို့လည်းပြောလို့ရတယ်ပေါ့နော်ခြုံပြောရမယ်ဆိုရင်ကျွန်တော်တို့ marketing 7.0 မှာကကျွန်တော်တို့ generative AI နေတွင်းနေကြသုံးလာပြီးပြီးရင် agentic AI နေသုံးလာပြီးဟို agent ပုံစံမျိုးတွေလူတွေရဲ့ agent ပုံစံမျိုးတွေနဲ့ AI နဲ့အများကြီးလုပ်လာပြီးပြီးသွားပြီဆိုရင်ကျွန်တော်တို့ mind centric marketing လို့ခေါ်ရဲကျွန်တော်တို့ customer တွေရဲ့စိတ်ပိုင်းဆိုင်ရာတွေကိုပို့ပြီးတော့နားလည်အောင်လုပ်ရမယ်အဆင့်တွေရောက်လာပြီပေါ့နော်ဒါတော့ကျွန်တော်တို့ marketing 7.0 ရဲ့အနှစ်သာရလို့လည်းပြောလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်မိတ်ဆွေအနေနဲ့ရောဒီနေ့ခေတ်မှာပေါ့နော်ကိုအများဆုံးအသုံးပြုနေတဲ့ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေအတွက်ကိုအများဆုံးအသုံးပြုနေတဲ့အရာတွေကဒီ automation တွေပဲများလာဒါမှမဟုတ်ရင်တောက်လျှောက်အကုန်လုံးကိုလည်း automation နဲ့ပဲတွားလာဒါမှမဟုတ်ရင်လူနဲ့ပဲဆက်ဆံပြောဆိုရတဲ့အနေအထားမျိုးမှာပဲရှိနေသေးတာလားပေါ့နော်စသဖြင့်ကျွန်တော်တို့ comment ထဲမှာဝင်ရောက်ဆွေးနွေးခဲ့လို့လည်းရပါတယ်